အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဒီဖေယုံပန်းဆွဲတဲ့ပုံလေးပေါ့နော်အဆူဆွဲတဲ့ရင်းနှီးလေးကိုကျွန်တော်စပြီးရေးပြတာလေးပါသူကစာရွက်တွေလုံးကိုကျွန်တော်ရေးပထမဆုံးဆွတ်လိုက်တယ်ပြီးတော့ဒီအလင်းထိတဲ့အရွက်တွေပေါ့နော်အနုတွေပေါ့အဲ့ဒါတွေကိုကျွန်တော်ဒီဟိုပါပေါ့yellow green နဲ့ yellow ကာလေးနဲ့ရောပြီးတော့စပြီးဆေးပြန်ထားလိုက်တယ်ပြီးတော့ဒီအပွင့်နေရာလေးတွေကိုကြတော့cadmium yellow နဲ့ဒီ yellow ကာလေးနည်းနည်းလေးရောပြီးတော့ကျွန်တော်ဆေးအရင်တို့ထားလိုက်တယ်ဒါကြတော့အဆူနီးပေါ့နော်အဆူရေးရဆိုတာအရင်ဆေးတူထားလိုက်တယ်ပြီးကြမှာကျွန်တော်အရင်တွေကိုထပ်တင်တယ်ပေါ့နော်အရင်ကြတော့ဒီ Viridian green နဲ့Bansiana လေးနဲ့ရောလိုက်တယ်တချို့အစိမ်းတွေကြတော့ဟို set green နဲ့ဒီဟိုပါပေါ့ဘာရောင်လဲဆိုတော့ဒီဟိုCopper blue လေးနဲ့ရောပြီးတော့နည်းနည်းလေးရင်းတယ်ပေါ့နော်တချို့အရင်လေးတွေအရေးကိုကြတော့ Viridian green နဲ့ဒီPrussian blue နဲ့ရောတယ်တချို့အရန်ရင်းနဲ့အရေးဒီကြတော့ကျွန်တော်ဟိုဟာလေးရောတယ်ပေါ့ Viridian green ရဲ့ဒီ Bansiana ရဲ့ Black Amber ရဲ့ပေါ့နော်တချို့ဟာလေးတွေကို Black Amber ပေါ့နော်တချို့နေရာလေးကျတော့ Bansiana ရောတယ်အရန်ရင်းတဲ့အပိုင်းတွေကိုကြတော့ဒီ Prussian blue ရဲ့ဒီ Viridian green ရဲ့ပြီးကြတော့ဒီဟိုပါပေါ့ဘာခေါ်လဲဆိုတော့ဒီ purple မှာကျွန်တော် purple deep lam တွေအဲ့ဒါလေးရောတယ်ပေါ့နော်အရန်ရင်းတဲ့အပိုင်းတွေပေါ့နေအောင်ကြတဲ့အရေးတွေကိုကြတော့ကျွန်တော်ဒီ Bansiana လေးနဲ့ Bansiana နဲ့ဒီဆေးရောင်က yellow ကနဲ့ရောတယ်ပေါ့နော်အဲ့ဒါကြတော့အရေးကြတဲ့နေရာတွေပေါ့ပန်းပွင့်ပေါ်မှာအရေးကြတဲ့နေရာလေးတွေကိုသုံးနေပေါ့နော်ဒီမှာကြတော့အရင်လေးတွေစပြီးဖြန့်နေပါပြီခုနပြောခဲ့တာတွေကြတော့ဆေးရောင်ကျွန်တော်သုံးတဲ့ဆေးရောင်တွေကိုတန်းစီပြီးပြောလိုက်တာပါဒါက Viridian green နဲ့ yellow ကာလေးနဲ့စပြီးတော့ရောနေပြီပေါ့ပြီးတော့ဒီဆေးစဖြန့်လိုက်တယ်ပြီးခြံရေးတယ်ပေါ့နော်အယိုးနေရာလေးတွေကြတော့ကျွန်တော်ခြံရေးပြီးတော့စုပ်တန်းအသေးသေးလေးနဲ့ဟိုဂျားလေးတွေကိုလိုက်တိုးတယ်ပေါ့နော်စိုးနေတုံးလေးမှာ6ပြီးမှတိုးလို့ရှိရင်မလှဘူးเนาะအဲကြောင့်စိုးနေတုံးရင်တိုးတယ်ပြီးမှကျွန်တော်6အောင်လုပ်တယ်အခုကတော့ yellow ကနဲ့ Bansiana နဲ့ဒီအရေးကြတာတွေကိုရင်ရေးလိုက်တယ်ပေါ့နော်ဒါ6သွားပြီပေါ့ရေ6ပြီးမှရေးတယ်ဒီအရေးနေကိုခုနပြောတဲ့ဆေးအတိုင်းပဲနှိုက်တယ်ပြီးတော့ဒီအရွက်မှာကျွန်တော်တို့ခြံရေးတာနဲ့နှုတ်တာနဲ့2မျိုးရှိရပေါ့နော်ကျွန်တော်တချို့အရွက်လေးတွေကိုကြတော့ဟိုအကျော်လေးတွေကိုခြံရေးတယ်ဗျတကယ်အရေးကြီးတဲ့အရွက်တွေကိုကြတော့ကျွန်တော်နှုတ်ပါတယ်နှုတ်တာပို့ပြီးတော့ကြီးလို့ကောင်းတယ်ပြည်ပြစ်တယ်ပေါ့နော်ဟိုဟာကြတော့ဒီခြံရေးတာကြတော့နည်းနည်းလေးတင်းတယ်ပေါ့နော်ပြန်လှုပ်တဲ့အချိန်မှာနည်းနည်းဂယူးဆိုင်ရတယ်ဝေးရတွေကိုကြတော့ကျွန်တော်ဟိုဟာပေါ့ဟိုတိတိတသားကြီးမလုပ်တော့ဘဲနဲ့ဝါဝါလေးပဲကျွန်တော်နှုတ်လိုက်တယ်အဲ့လိုမျိုးပဲရေးလိုက်တာပါအဓိကကတော့ကြီးလို့ကောင်းဆိုပြီးတော့ပဲနည်းနည်းလေးတချို့ရွက်တွေကိုကြတော့ဟိုလွှတ်ထားလိုက်တယ်ပေါ့နော်ကျွန်တော်မရေးတော့အကုန်လုံးရေးတဲ့အရွက်ကိုတော့ရေးတယ်ပြီးတော့အရွက်ဝါတွေကိုကြတော့ Bansiana နဲ့ဒီ yellow ကနဲ့ပဲရောလိုက်တယ်ကျွန်တော်အဲ့ဒီမှာပေါ့နော်အရွက်ရဲ့အရိပ်တွေပေါ့နေရောင်ကြပြီးတော့ကြားတဲ့အရိပ်တွေမှာကြတော့အရေးကြီးတယ်ပေါ့နော်ဆေးကိုချမ်းမရေးနဲ့ဟိုနှုတ်ရေးတာပို့ပြီးတော့ကြည့်လို့ကောင်းတယ်ပြီးတော့ပို့ပြီးတော့တဘာဝဆန်တယ်ပေါ့နော်အရိပ်ထဲကနေအရိပ်ကလည်းကြည်ဖို့လိုရတယ်တချို့ညစ်သွားရင်မလှဘူးအစိမ်းကနည်းနည်းလေးညစ်သွားတဲ့တက်ပေါ့နော်စိမ်းကအဲ့ဒါကြောင့်ညစ်သွားမှကြောက်ရတဲ့အတွက်ဒီစားရနောက်ဆုံး result လေးပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်